တင်ချပညာရဲ့စန်းချယ်မှုတွေနဲ့ဆက်ချဝလာရဲ့နည်းနည်းတဲ့နေရာမတွေကိုစူးစမ်းလေ့လာခြင်းဟာလူသားတွေရဲ့အသိဉာဏ်ကိုအစဉ်မြဲစိန်ခေါ်နေတဲ့အရာတွေဖြစ်ပါတယ်။အထူးသဖြင့်စဝိုင်းတစ်ခုရဲ့အဝန်းနဲ့အချင်းအချိုးကိုကိုစားပြုတဲ့ကိန်းသေးတစ်ခုဟာတိပါနဲ့အင်ဂျင်နီယာလောကမှာမရှိမဖြစ်ရေးပါလာတယ်လို့အဲ့ဒီကိန်းကနန်းလေးရဲ့ဂုဏ်သက်တည်တွေကလည်းစိတ်ဝင်စားစရာကောင်းလာပါတယ်။မလာ14ရက်ကိုတော့ကဘာတဝန်းမှာပိုင်နေပိုင်တဲ့အထိသတ်မှတ်ခြင်းပါကြပါရယ်။တင်ချကိန်းသေးပိုင်ရက်တန်ဖိုးဟာ 3.14 ကနေစတင်တာကြောင့်တတိယလရဲ့14ရက်နေ့ကိုအမှတ်တရနေ့အထိရွေးချယ်ခဲ့ကြတာပါ။ဒီနေ့မှာတင်ချဝါသနာအိုးတွေဟာပိုင်နဲ့အတန်းထွက်တွေရဲ့ပိုင်မှုတွေကိုစားရင်တင်ချပညာရဲ့ပျော်ရွှင်စရာတွေကိုမျှဝေလေးရှိကြပါတယ်။ဒီနေ့ဟာဘ ഹു တုတရှာဖွေခြင်းတင်ချနဲ့တိတ်ပံကိုချစ်မြတ်နိုးခြင်းနဲ့ညံစန်းပဟေလီညာဖြည့်ရှင်းခြင်းတို့ကိုအလေးပေးပါတယ်။ကိန်းကနန်းတွေရဲ့နှုတ်ကွယ်မှာရှိနေတဲ့စနစ်ကျက်နှံ့မှုတွေကကျွန်ုပ်တို့နေထိုင်ရာကဘာခီကိုဘလို့ပွန်ဖို့ပေးထားသလဲဆိုတာကိုတွေးတော့မိစေပါတယ်။ထူးခြားတဲ့တိုက်ဆိုင်မှုအနေနဲ့ဒီနေ့ဟာကဘာကျော်ယူဖဗေဒပညာရှင်ကြီး Albert Einstein ရဲ့မွေးနေ့လေးဖြစ်တယ်လို့နောက်ထပ်ထင်ရှားတဲ့သိပ္ပံပညာရှင်ကြီး Stephen Hawking ကွယ်လွန်ခဲ့တဲ့နေ့လေးဖြစ်တာကြောင့်သိပ္ပံလောကအတွက်တော့အလွန်ထူးခြားဆန်းကျယ်တဲ့နေ့တစ်နေ့ပါပဲ။တင်ရောငယ်ငယ်ကတင်ချဘာသာရက်ကိုကြိုက်ခဲ့ပါသလား။ပိုင်အချွတ် 3.14159 ဆိုတဲ့ကဏ္ဍဒီကိုအလွတ်မှတ်ခဲ့ဖို့တဲ့အမှတ်တရလေးတွေရှိရင်လည်းဖြတ်ဝေပေးခဲ့ဦးနော်။